ဒါလေးတွေကအမတွေကိုပြောလေအေစင်ကတော့တော့နေပြီးတော့ကျွန်တော်ဒီအသက်ပညာရှင်တွေအကိုတွေကျွန်တော်အကိုဆရာတွေရဲ့ဇနီးတွေပေါ့နော်အကိုတွေကတော့မရှိတော့ဘူးသူတို့ခါရွက်ပြုဖို့အတွက်ကိုတို့မတို့ကစီစဉ်ပေးတာငွေသားလည်းကြော့မယ်ချိတ်ထမိန်လေးပေါ့နော်ချိတ်ဆိုတဲ့ငွေသားတရုတ်ကလည်းငွေသားပတ်တယ်ငွေသားပတ်တယ်ဒီကျတူပဲနော်အကြောင်းတူပဲကျောင်းတော့ကျောင်းပြန်ကတ်လိုက်ရလာနော်အားလည်းဒီကောင်လေးစီစဉ်တော့မှာအဲ့ဒီညီမတွေပြီးရင်ကြိုက်တဲ့အရာကိုဟိုဖြစ်တဲ့အရာလေးတွေရေးကြတယ်ပြီးကိုရဲကိုကြိုက်မတို့ပြလာကြကြတော့စမိုင်းလိုက်ကာခနဲ့နေကောင်းသွားကြမှာပြီးပါဘူးနေကအမတယောက်ဆောင်မယ်နော်ဒီအမတယောက်30နီးပါးလောက်ကြာတရားငလေး185ဖြစ်သွားတာလေဟုတ်တယ်ပါနေဆိုမိုင်းဖို့ဒါဆိုဥစီကြီးမှာပါရတော့တယ်ကိုပိုးပြလာပြီဟိုကဖယ်ထားလိုက်ဟိုကကျွန်တော်ရဲ့ကျေးဇူးရှင်အကိုတွေကိုတတိယမတရားတော့ကျွန်တော်ရဲ့မွေးနေ့မှာမတရားကာရောပြုကြောက်ပါတယ်အကိုတို့ပုံမှာကာယရမှုစီကမနောဟန်နဲ့ပြောမဆိုမှရှိခဲ့ရင်အနေနဲ့ကျန်ရှင်ကိုဆက်ချပါအားလုံးလည်းကျန်းကျန်းမာမာနေပါအားလုံးမိသားစုတွေအမြဲပျော်ရွှင်စုံနိုင်ကြပါစေလောက်ကကျမ်းပါအဓိကမတို့ကျမ်းပါကြပါလူကရှိနေကျွန်တော်အချိန်မင်းဖုန်းဆက်ပြီးပြောပါနော်။ဘာပဲလို့ခိုင်းရဘာပဲရှိအကိုတို့မရှိတော့ဆိုရင်ကျွန်တော်ကအကိုရဲ့တပည့်တယောက်အနေနဲ့တာဝန်ရှိရလို့ကျွန်တော်ခံစားရပါတယ်။အဲ့အတွက်အကိုတို့နဲ့ပတ်သက်ပြီးတော့ဟိုလိုအပ်တာရှိရင်ကျွန်တော်မောင်တယောက်လိုသဘောထားပြီးညီမတယောက်လိုသဘောထားပြီးအချိန်မင်းပြောပါနော်လူရပြောပါနော်။ကျေးဇူးပါ။ကိုကလည်းမငယ်လေးစားဆောင်နေတယ်။ကျေးဇူးပါ။ကျမလေးပြတာတော့မင်းလာတယ်ကိုအမရနေကူလို့ပြောရှင်လေးတွေ့ရဟုတ်အဲ့စေးထုတ်မင်္ဂလေးဟိုကလေဟိုတွေးခဲ့တယ်လို့ရဖြစ်နေဟိုကနေပတ်ထုတ်အောင်အမိတောင်းဟိုကိုဟိုဗါလေโอเคဟိုတစုံသိမ်းထားပြီလားနေအားမငယ်ကြီးရအောင်ဟုတ်ကဲ့ပါဟိုကကျန်ကျန်ကြီးပဲသိလားဟိုဟာဝင်မလက်တဲ့ကျန်မှနေလို့ရတယ်နော်သိလားအားမငယ်နဲ့ငှားမနေကျန်ကြီးပဲမတို့ပြောထားတယ်အချိန်မီးလာပြီလို့ရတယ်နော်အမကနှလုံးဆက်ထည့်ထားတာလေတပည့်အန်ဒီကဟိုသူပါလို့မဟုတ်ကဲအမတွေနဲ့ကျွေးနဲ့အပြင်မှာကျွေးလိုက်ကြအောင်တမီးဟိုတစုံသိမ်းထားပြီနော်ဦးဟိုနေတော့ပြောတော့ဘူးပို့ပို့တမီးနော်အိမ်လည်းနောက်ပြန်ဆောက်တော့တယ်လူကမလို့နေမနေနော်မဟုတ်ကလေးတွေကိုပြောလိုက်9မိနစ်နဲ့တော့ခြံထဲမှာပဲမတို့နေဘာဆိုအကုန်လဲနီးတယ်ကလေးတွေကြောင်းနေလဲနီးတယ်သိလားဘက်ကမကြောက်ပါနဲ့လာမှုကြီးတော့မျိုးစုံဘက်ကိုလာနေနိုင်လာနေနော်မနက်ဟိုကမဖြစ်နဲ့တော့တတ်9မိနစ်နဲ့တော့သိလားမနော်အမရေကိုကျွတ်မယ်နော်ပြင်စင်ထားမယ်ရေမီးအကုန်ပြည့်စုံရှိနော်မတို့မဖြူတော်တော်များများအောင်ကြီးတွေကြီးတွေအိုင်ရဲအလေဒါပြီးတော့မလာဘူးဒီမလေးမာကြီးဒီမရပြီမနေ့အထိကိုလေအမကိုစင်မဆီကနေလှမ်းတောင်းလာတာညီမလည်းလိုက်ရှာပဲမှာနေပါအခုဖုန်းရပြီဒါချွေးမကြီးချွေးမဒါသမီးပြောသွားပြီပြင်မင်းပြောတော့ပြင်မင်းပြောတော့အားနာတယ်မိုင်းလို့အဲ့နေရာလေးပြတ်တော့နော်တော့မအေးစားလို့ရနောက်မျိုးပါလားမျိုး哪里吧？不够多吗？
လိုလေးစုရိုက်လိုက်နော်ထပ်ပြီးတော့မိုက်တက်ဟုတ်ဒါမိုက်လို့စားလို့ရတယ်ဒီဖလမီးမိုက်လာလာတယ်တမီးစားလိုက်မိုက်လာဓာတ်ပုံကဒါနဲ့ဘယ်လိုရိုက်ရမလဲရိုက်တော့โอเคပါတိုင်ပြီဝင်းနီယတာနုဘာဝတေဘာတေဝတိတိနာယံဒီသဝန္တုသောတောတေတိဝါအပြီးတော့ခေါ်နေဘာကလာတန်ကတ္တဒီမဗန္နတစေယောဗျာဟောတော်ပါစေဒီနေ့မှလာပြီးတော့အသက်ရာကျော်ရှိပါသည်အသက်ရှင်ကြီးကြီးလား